ရုတ်တရက်ဆိုသလိုပဲအလွန်ကိုပြည့်တဲ့နဲ့စွိုင်းလိုင်းတစ်ခုရောက်ရှိလာပါတယ်။မိုးလာကကြည်လင်တဲ့ကောင်းကင်ကြီးဟာရုတ်တရက်မဲမောင်သွားပြီးမိုးချိတ်တန်တွေဟိမ့်ထွက်လာပါတယ်။လူတိုင်းဟာတပြိုင်တည်းလိုကောင်းမောကြည့်လိုက်ကြပြီးကောင်းကင်ကြီးကိုကြောက်ရွံ့တုန်လှုပ်စွာနဲ့စိုက်ကြည့်နေပြီးကြပါတယ်။ဒီစွမ်းအားကိုခံစားလိုက်ရတဲ့အချိန်မှာပဲစီတူအန်ဟာနန်းတော်တွေကနေချက်ချင်းပြေးထွက်လာခဲ့ပါတယ်။ရွှန်ကြီးကကောင်းကင်ကိုမောကြည့်ပြီးမိချက်မစ်ထွက်လာခဲ့စမ်းလို့အော်ဟစ်လိုက်ပါတယ်။တိုင်းကနေဆိုတဲ့နားခွဲမတက်မိုးချိတ်တန်ကြီးပေါ်ပေါက်လာပါတယ်။အွန်ဖိုင်ရဲ့စွမ်းရည်တွေဟာလှိုင်းလုံးကြီးတွေလိုပဲပတ်ဝန်းကျင်ကိုပြန့်နှံ့သွားပါတယ်။စီတူအန်ဟာချက်ချင်းနောက်ကိုဆုတ်လိုက်ပြီးသူ့မျက်နှာမူရတွေကထူးဆန်းသွားပါတယ်။သူတန်ရရတာမဟုတ်ဘူးလား။ဘာလို့ဒီလောက်ထိကြောက်ခမန်းလေးစွမ်းရည်တွေပောက်ခွဲထွက်လာရတာလဲ။လူရောင်လည်းအခန်းထဲကနေပြေးထွက်လာပြီးမျက်ရည်ဝဲနေတဲ့မျက်လုံးတွေနဲ့ရှင်နောက်ဆုံးတော့ရောက်လာပြီပေါ့နော်လို့အော်ပြောလိုက်ပါတယ်။ကောင်းကင်ကြီးတစ်ခုလုံးပြဲထွက်သွားပြီးနောက်မှာတော့အနက်ရောင်ဝေယုံနဲ့မျက်နှာကိုဖုံးကွယ်ထားတဲ့လူတစ်ယောက်ဟာလေထဲမှာဖြည်းဖြည်းချင်းလမ်းလျှောက်ဆင်းလာပါတယ်။လာတဲ့သူ့ကိုမြင်လိုက်ရတဲ့အခါဒီနေရာကိုရောက်နေတဲ့ကျွမ်းကျင်သူတွေအားလုံးအံ့အားသင့်သွားကြပါတယ်။အချို့ဆိုရင်အမှုပတ်သက်မှာကြောက်လို့စီတူမီသားစုနေရာကနေချက်ချင်းထွက်ခွာသွားကြပါတယ်။စီတူအန်ကနှက်ခမ်းနေတုံးရီလျက်နဲ့ဟမ်မဆောင်ပါနဲ့မင်းရဲ့ကျင့်စဉ်တွေအကုန်ပျက်စီးသွားပြီဆိုတာငါသိတယ်။ဒီနေ့မင်းလာရတဲ့ဆိုမှတော့မင်းကိုဝိညာဉ်ပြတ်သုံးသွားအောင်ငါလို့ဖြစ်မယ်။ထွက်လာခဲ့စမ်းမစ်ရှင်နဂါအီဂရိတ်ချက်ချင်းဆိုသလိုပဲမြေကြီးတွေတုံခါသွားပြီးစီတူအန်ရဲ့ခြေထောက်အောက်ကမြေပြင်တွေဟာအကွဲသွားပါတယ်။ချိန်ထဲမှာပဲပူပြင်းတဲ့ချော်ရည်တွေပန်းထွက်လာပြီးမစ်ရှင်တွေဟာတဝိုက်လုံးကိုဝိုင်းမိသွားတော့ပါတယ်။ထိတ်တန်းအစ်စ်နှစ်သားရဲ့မစ်ရှင်အီဂရိတ်နဂါလားမင်းကသူ့ကိုထိတ်တန်းအဆင့်ဒီမြင့်တင်ထားလိမ့်မယ်လို့မထင်ထားမိဘူး။စိတ်ဝင်စားဖို့ကောင်းလိုက်တာကျွန်တော်မစ်ရှင်နဂါအီဂရိတ်ကိုကြည့်ပြီးအေးဆက်ဆက်ပြောင်းလိုက်ပါတယ်။ထွန်ကြီးကသူ့လက်ရဘက်ကိုမြှောက်လိုက်တဲ့အခါကြီးမားတဲ့စွမ်းရည်တွေစူးစီးလာပြီးကောင်းကင်တစ်ခုလုံးတုံခါသွားပါတယ်။စီတူအန်ကမျက်မှောင်ကျပြီးကျွန်တော်ကိုကြည့်လိုက်ပါတယ်။သူ့တရားမျှထားသလိုပဲငါမှားတွက်မိလိုက်တာလားလို့တွေးမိလိုက်ပါတယ်။ဒါပေမဲ့သူ့ရဲ့မစ်ရှင်နဂါအီဂရိတ်ဟာထိတ်တန်းအဆင့်ဖြစ်နေပြီဆိုတော့ကြောက်စရာမလိုဘူးလို့တွေးလိုက်ပါတယ်။အီဂရိတ်သူ့ကိုစားပစ်လိုက်ဒီကရာမှာငါကပဲရှင်တကယ်ပြရမယ်။မစ်ရှင်နဂါအီဂရိတ်သူ့ခန္ဓာကိုယ်ကိုမီးရှို့ပစ်လိုက်စမ်းသူ့အသက်ရှင်နေတဲ့ငရဲကိုမြင်သွားစေရမယ်။သူ့ဘေးကမစ်ရှင်နဂါအီဂရိတ်ကကောင်းငိမ့်လိုက်တယ်။တွန်ကြီးကပါဇက်ထဲမှာဆွမ်းရည်တွေကိုစူးစီးပြီးကောင်းကင်ကကျွန်တော်ကိုတိုက်ခိုက်ဖို့ပြင်ဆင်လိုက်ပါတယ်။ဒါပေမဲ့အဲ့ဒီချိန်မှာပဲတိုင်းတန်တစ်ခုတုတ်တရက်ထွက်ပေါ်လာတယ်။တိတ်လိုက်တွေကြားထဲကနေထိတ်တန်းစစ်နှစ်သားရဲ့တကောင်ဖြစ်တဲ့အနီရောင်မီချာအီဂရိတ်ထွက်လာပါတယ်။စီရူအန်ကမျက်မှောင်ကျပြီးမင်းပဲပေါ့နော်အရင်ကဆိုရင်တော့မင်းရဲ့အနီရောင်မီချာအီဂရိတ်ကိုငါကြောက်မှာပါ။ဒါပေမဲ့အခုတော့နှစ်ကောင်လုံးကထိတ်တန်းစင်တွေပဲဘယ်သူနိုင်မလဲဆိုတာမပြောနိုင်သေးဘူးလို့မတိမမြင်ပြောလိုက်ပါတယ်။ဒီတော့သူတို့ကမစ်ရှင်ကအီဂရိတ်ကိုအမိန်ပေးပြီးတိုက်ခိုက်ခံလိုက်ပါတယ်။ဒီထာမရာမှုနဲ့အခြားသူတွေကလည်းနောက်ကိုဆုတ်လိုက်ကြပါတယ်။လက်သားရည်ရဲ့တိုက်ပွဲဟာအလွန်ကြောက်စရာကောင်းပြီးတစ်ခုခုမှားသွားရင်မြို့တစ်ခုလုံးပျက်စီးသွားနိုင်ပါတယ်။အထူးသဖြင့်ဒီလိုထိတ်တန်းစစ်လက်သားရည်ရဲ့ဆိုင်းနေဟာအလွန်ပြင်းထန်ပါတယ်။ဒီဌာနမှုကမျက်မှောင်ကျပြီးဒါကနီရှိုချန်နီအီဂရိတ်ရဲ့ဆွမ်းရပဲတကယ်ကိုကြောက်ဖို့ကောင်းတယ်။လူသားတကယ်တိုက်ခိုက်မယ်ဆိုရင်စီတူမီသားစုတစ်ခုလုံးပျက်စီးသွားလိမ့်မယ်လို့ပြောပါတယ်။ကြောက်တုံးရှင်းကလည်းဒီကိစ္စပြီးရင်သူ့ကိုစီမံခန့်ခွဲရေးဌာနကိုဖိတ်ခေါ်ရမယ်။သူ့အကူအညီသာရမယ်ဆိုရင်ကျွန်တော်တို့ဌာနရဲ့ဆွမ်းရည်အများကြီးတိုးတက်လာမှာပဲလို့ပြောပါတယ်။ဒီဌာနမှုကတက်ပြင်းချပြီးသူတို့သာအဲ့လောက်ဆွမ်းဆောင်နိုင်ရင်ငါ့ရဲ့အထောက်အထားကိုတော့မသိပဲနေပါမလားလို့တွေးမိပါတယ်။ဒီချိန်မှာစီတူအန်ကနှစ်သားရဲ့ဘေးကိုတကောင်ပြီးတကောင်ထပ်ခေါ်လိုက်ပါတယ်။လုံအင်အားနဲ့ငါ့ကိုနိုင်မယ်လို့ထင်နေရလား။ကျွန်တော်ကတော့မတိမဲ့မြင်နဲ့လက်ကိုမြောက်ပြီးစွမ်းရည်တွေကိုမြေကြီးပေါ်ပစ်ချလိုက်ပါတယ်။ချက်ချင်းဆိုသလိုပဲစွမ်းရည်တွေဟာဒီလိုင်းတွေလိုပြန်သွားပြီးပြေးလာရဲ့နှစ်သားရဲ့တွေအားလုံးချက်ချင်းတိတ်ဆုံးသွားကအသားစားတွေဖြစ်ကုန်ပါတယ်။စီတူအန်ဟာတွေးရပြီးမြေကြီးပေါ်လဲကျသွားပါတယ်။ဆွမ်းကြီးကမျက်လုံးပြူးပြီးမဖြစ်နိုင်ဘူး။မင်းမဘာလို့ဒီလောက်ပြင်းထန်တဲ့စွမ်းရည်ရှိနေရလဲ။မင်းဘာလို့လိုက်တာလဲလို့အော်ပါတယ်။မသိနားမလဲတဲ့လူမိုက်။အဲ့ခန္ဓာကိုယ်ဟာထိတ်တန်းအစ်စ်နှစ်သားရဲ့တွေနဲ့ညီမျှနေပြီးမင်းရဲ့အစ်စ်နဲ့နှစ်သားရဲ့တွေနဲ့ငါ့ကိုချိတ်ချောက်နိုင်မယ်လို့ထင်နေရလား။ဒီစကားကိုကြားတော့စီတူအန်အောင်တင်သွားပါတယ်။ဒါပေမဲ့သူကတော့နေကျွေးအင်္ဂရိတ်မက်ဒီကယ်တော်ရဲဆိုတာကိုငါဝန်ခံပါတယ်။ဒါပေမဲ့ငါမင်းကိုဖရဲတစ်ခုပေးမယ်။မင်းရဲ့အနီအောင်မိချအင်္ဂရိတ်ကိုငါ့ကိုပေးမဟုတ်ရင်မင်းမလူရောင်ကိုငါတပ်ပြမယ်လို့ပြောပါတယ်။ကျွန်တော်ကတော့အေးဆက်ဆက်ပြောပြီးမင်းချင်းတွေကိုအရင်ကြည့်ပြီးမှစကားပြောပါဦးလို့ပြောလိုက်တယ်။စီတူအန်လက်ကြည့်လိုက်တဲ့အခါမှာတော့သူခိုင်းထားတဲ့လူသက်သမားတွေအားလုံးလဲချနေတာကိုတွေ့လိုက်ရပါတယ်။လူရောင်ပေးမှလည်းလူသုံးယောက်ကစောင့်ရှောက်နေပါပြီ။အဲ့ဒီချိန်ကျမှပဲစီတူအန်ဟာကျွန်တော်အစင်းသစ်ပြင်ဆင်လာမှန်းသိသွားပါတယ်။ဒီလိုချိန်တွေမျိုးမှာတော့သူကထွက်မပြေးပဲနဲ့အိတ်ထဲကနေခဲရောင်အကြီးတပလင်းကိုထုတ်ပြီးတောက်လိုက်တယ်။သူ့ခန္ဓာကိုယ်တွေတုန်ခါလာပြီးစွမ်းရည်တွေတွက်လာတယ်။အယိုးတွေကျိုးတန်တဲ့သူသူ့ခန္ဓာကိုယ်ကဖောင်းကားလာတယ်။လက်မောင်းကအင်ဂျီတွေပေါက်ထွက်သွားပြီးသွေးကြောတွေကမွေတွေလိုထွက်လာတယ်။လက်သေးတွေကလည်းအနက်ရောင်ဖြစ်လာတယ်။မင်းသားတွေကိုဘယ်ရရလဲလို့ကျွန်တော်မေးလိုက်ပါတယ်။စီတူအန်ကတော့ရွတ်သွတ်သွားပြီးပတ်ဝန်းကျင်ကလူတွေကိုပါစားတော့ဖို့ကြိုးစားနေပါတယ်။လူတွေကကြောက်လန့်ပြီးပြေးကြပေမဲ့သူကတော့ဖမ်းဆီးပြီးစားပစ်လိုက်တယ်။သူတို့ရဲ့အသက်ဆွမ်းရည်တွေကိုစုပ်ယူပြီးတဲ့နောက်မှာတော့စီတူအန်ရဲ့မျက်လုံးတွေဟာရွတ်သွတ်မှုတွေနဲ့ပြည့်နေလာပါတယ်။သူကသူ့လက်သီးကြီးနဲ့ကျွန်တော်ကိုထိုးဖို့ကြိုးစားတယ်။ကျွန်တော်ကတော့သူ့တိုက်ခိုက်မှုကိုအလွယ်တကူဖမ်းဆုပ်လိုက်ပြီးတစ်ချက်ကန်လိုက်တာနဲ့စီတူမီသားစုနန်းတော်တွေကိုလင့်စင်သွားတယ်။သူကကျွန်တော်ကိုမနိုင်မှန်းသိတဲ့အခါသူ့လူတွေကိုပါစားတော့ဖို့ရန်အတွက်ကြိုးစားတယ်။စီတူကျိုးကတားဖို့ကြိုးစားပေမဲ့စီတူအန်ကသူ့ရင်ဘတ်ကိုဖောက်ပြီးစားပစ်လိုက်တယ်။နန်းတော်ထဲမှာတိတ်ဆိတ်သွားပြီးဘယ်သူမှဒီလိုဖြစ်လာမယ်လို့မထင်ထားခဲ့ကြဘူး။သူအယူမှုဖြစ်ပြီးသူ့ရဲ့ကိုယ်ပိုင်အဖေကိုတော့ဓာတ်ရိုက်မျိုးချလိုက်တာပဲ။ဒီရတာအခုဆိုရင်စီတူအန်ဟာလူသားတယောက်မဟုတ်တော့ဘဲနဲ့ဘလူးတကောင်ဖြစ်လုံးဝပြောင်းလဲသွားပြီ။ကြံကောင်းတာဟာလူကြားမိသားစုဝင်တွေကိုဝန်ဟောက်တို့ကတဆင့်ချားနေရာကိုရွှေ့ပြောင်းပေးလိုက်လို့ပေါ့။မဟုတ်ရင်တော့သူတို့လည်းအန်ရရှိမှာပဲ။ဒီချိန်မှာပဲကျွန်တော်သူ့ရှိကိုရောက်လာပြီးသူ့ရင်ဘတ်ကိုအားနဲ့မဲနဲ့ထိုးချလိုက်ပါတယ်။ပြင်းထန်တဲ့ရိုက်ခိုက်မှုကြောင့်စီတူအန်ရဲ့ရင်ဘတ်မှာကြီးမားတဲ့အချမ်းကြီးတစ်ခုဖြစ်သွားပြီးပါးစပ်ကနေအနှံ့အောင်သွေးတွေပန်းထွက်လာပါတယ်။ဒါပေမဲ့စီတူအန်ကတော့မတေနိုင်တဲ့ပိုးဟတ်တစ်ကောင်လိုပဲချက်ချင်းပြန်ပြီးသတိကာလာကသူ့လက်ကြီးနဲ့ကျွန်တော်ကိုဆက်တိုက်ခိုက်လိုက်ပါတယ်။ကျွန်တော်လည်းနောက်တစ်ချက်ဆက်ထိုးလိုက်ပြန်ပါတယ်။ဒီတစ်ခါတိုက်ခိုက်မှုကပုံမပြေးထန်တာကြောင့်ဖြစ်ပေါ်လာတဲ့လေပီဟာမြေပြင်ပေါ်မှာတော့အရှိပေတရာရှိတဲ့မြောင်းကြီးတစ်ခုဖြစ်သွားစေပါတယ်။စီတူအန်ကမျက်လုံးတွေကိုအယောင်မဲ့သွားပြီးမကျေနပ်တဲ့ပြက်တာနဲ့ဒါမဖြစ်နိုင်ဘူး။မင်းကဘာလို့ဒီလောက်တော့တန်မာနေသေးတာလဲ။ငါလူတော်တော်များများကိုစားထားပြီးပြီ။မင်းကဘာလို့ငါ့ကိုအနိုင်ယူနိုင်သေးတာလဲလို့ပြောပါတယ်
တချင်းမဲ့သူကသွားကိုကြိတ်ပြီးသူ့ရဲ့အိမ်မွေးတိတ်ဆန်ဖြစ်တဲ့မိရှန်တကားဘီရင်စီကိုအကြည့်ရောက်သွားကငါမသိနိုင်ဘူးငါလည်းမသိချင်ဘူးအခုဆိုရင်မင်းမငါ့ကိုကူညီပေးနိုင်တော့မယ်ချီရက်လောဝမ်ငါတို့နှစ်ယောက်ပေါင်းစည်းလိုက်ရင်ဒီကောင်ကိုတေချာပေါက်တက်နိုင်မှာပါလို့တော်တော်လေးပြောလိုက်တယ်ပြောပြီးတာနဲ့သူ့ညာလက်ကိုမိရှန်တကားဘီရင်ရဲ့ခေါင်းထဲကိုအားနဲ့ထိုးဆိုင်လိုက်ပြီးပြန်ဆွဲထုတ်လိုက်တဲ့အခါလက်ထဲမှာတစ်ခုခုပါလာတယ်အဲ့ဒါလက်တိစုပ်အရွယ်သားရှိတဲ့တွေးနေအောင်နဲ့ဖျားပလဲလုံးတစ်လုံးဖြစ်ပြီးပြင်းနေတဲ့ဆွဲရင်လိုင်းတွေထွက်ပေါ်နေပါတယ်ဆွဲရင်တွေဇက်တိုက်ဝင်ရောက်လာတဲ့အမျှစီတူအန်ရဲ့ဆွဲရတွေကလည်းပို့ပြီးတော့ကြီးမားလာကအဆင့်300ကျော်မှရနိုင်တဲ့ဆွဲရအထိကိုရောက်ရှိသွားပါတယ်သူအကုန်လုံးမျိုးချသွားပြီးတဲ့နောက်မှာတော့မျက်လုံးကိုအားနဲ့ဖွင့်လိုက်တယ်သူ့မျက်လုံးအိမ်တွေကတွေ့ကံပုံစံဖြစ်သွားပြီးရက်ဆက်တဲ့အကြည့်တွေနဲ့ကြည့်နေတယ်ဘေးနားကမိရှန်တကားဘင်းကတော့ပျက်စီးစားပြုတ်နေပါပြီဒီမြင်ကွင်းကိုကြည့်ပြီးကျွန်တော်စိတ်မကောင်းဖြစ်မိတယ်မိရှန်တကားဘင်းဟာဒီလိုလူမျိုးနောက်ကိုလိုက်မိတာတကယ်ကိုမှားယွင်းတဲ့ရွေးချယ်မှုပါပဲဒီချိန်မှာမှပဲစီတူအန်ဟာဟာတိုက်ပြီးဒီမောကကောက်ဆုပ်လေငါမိရှန်တကားဘင်းရဲ့ပလဲကိုမျိုးချလိုက်ပြီးအခုဆိုရင်ငါပြိုင်ဘက်ကင်းပဲမင်းကငါ့ရဲ့ပြိုင်ဘက်မဟုတ်တော့ဘူးတေးလိုက်တော့လို့ပြောပြီးအဲ့ရဲ့ပြေးဝင်လာပါတယ်ဒါပေမဲ့ဒီတစ်ခေါက်တော့ကျွန်တော်အလေးနဲ့ထားလိုက်ပြီးကျွန်တော်နက်လက်နဲ့တစ်ခုကိုထုတ်လိုက်တယ်အေးဆက်တဲ့အလင်းနှန်းတွေလက်ကနေဖြစ်သွားပြီးတိမ်လိုက်တွေကိုပါထိုးပေါက်သွားတဲ့ဓာတ်အစွမ်းရည်တွေဟာတရက်ပြက်လိုပေါက်ကွဲထွက်လာတယ်အဲ့ဒီဓာတ်စွမ်းရည်ဟာစီတူအန်ရဲ့ခန္ဓာကိုယ်ကိုဖျက်ချော်သွားအောင်လည်းမကပဲသူ့နောက်ကအဆောက်အုံတွေကိုပါဖျက်ဆီးပစ်လိုက်တယ်ပြီးတော့သူမယုံနိုင်တဲ့မျိုးလုံးတွေနဲ့ကြည့်နေတော့မှပဲသူ့ခန္ဓာကိုယ်ကနှစ်ပိုင်းပြတ်ထွက်သွားတယ်နေပြည်ပေါ်မှာနှစ်ချက်လောက်တုံခါသွားပြီးတဲ့နောက်မှာတော့လှုပ်ရှားမှုတွေရပ်တန့်သွားတယ်လုံးဝငြိမ်သက်သွားတဲ့စီတူအန်ကိုတစ်ချက်ကြည့်လိုက်ပြီးတဲ့နောက်မှာတော့ကျွန်တော်လှည့်ထွက်လာခဲ့ပါတယ်လူရောင်ရှိတဲ့နေရာကိုသွားပြီးသူ့ကိုပွေ့ချီကအဲ့ဒီနေရာကနေပျောက်ကွယ်သွားခဲ့ပါတယ်ဒီလိုဆွေးလှုပ်ရှားစရာကောင်းတဲ့ immortal တိုက်ပွဲဗီဒီယိုတွေထပ်ကြည့်ဖို့ရန်အတွက်ပဲ like နဲ့ follow လုပ်ထားဖို့မေ့ချနေအောင်နော်